ပရိသတ်ကြီးရှင်ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မြန်မာအနုပညာလောကအထူးသဖြင့်သပင်လောကသားတွေအတွက်အရန်ကိုဝမ်းသာပီတိဖြစ်ရမယ့်သတင်းကောင်းလေးတစ်ခုကိုတင်ဆက်ပေးခြင်းပါတယ်အဲ့ဒါကတော့သပင်မင်းသားကြီးဖိုးချစ်ဦးဆောင်ပြီးအကောင့်ထဲပေါ်နေတဲ့သပင်အင်အားစီမံကိန်းအကြောင်းပဲဖြစ်ပါတယ်ကိုပိုင်အင်ဆိုတာလူတိုင်းအတွက်အရေးကြီးသလိုဘဝကိုအနုပညာအတွက်ပေးဆက်ခဲ့ကြတဲ့ဝါရင်အနုပညာရှင်ကြီးတွေအတွက်တော့ဒါဟာတကယ်ကိုတန်ဖိုးဖြတ်မရတဲ့လက်ဆောင်တစ်ခုပါပဲပြီးခဲ့တဲ့ရက်ပိုင်းကတည်းရန်ကုန်မြို့ထောက်ကျဲမြို့နယ်မှာရှိတဲ့မြေ9ဧကအကျယ်ဝင်းမှာတပင်အင်အားစီမံကိန်းရဲ့ပနရိုက်မင်္ဂလာနဲ့အန်ဒီရကင်းပရိတ်တရားတော်နာအခမ်းအနားကိုအောင်မြင်စွာကျင်းပခဲ့ပါတယ်။ဒီစီမံကိန်းဟာဒီတိုင်းရုတ်တရက်ပေါ်လာတာတော့မဟုတ်ပါဘူး။မြန်မာနိုင်ငံတပင်အစည်းအရုံးရဲ့ဥက္ကဋ္ဌဦးဖို့ချစ်နဲ့တာဝန်ရှိသူတွေကိုနှစ်တိုင်တိုင်စူးစမ်းအားထုတ်ခဲ့ရတဲ့အိမ်မက်တစ်ခုဖြစ်ပါတယ်။လက်ရှိမှာတော့အင်္ဂါဘဝနဲ့ခက်ခက်ခဲခဲနေထိုင်နေရတဲ့တက်ကြီးတပင်ပညာရှင်တွေနဲ့တပင်မောင်နှမတွေအိုးပိုင်အိမ်ပိုင်နေထိုင်နိုင်ဖို့အတွက်တိုက်လေးတွေစောက်လုပ်လူဒန်းသွားမှာဖြစ်ပါတယ်။အခုနှစ်မြန်မာနှစ်သက်ကိုအချိန်ခါတမရမှာပဲစီမံကိန်းမြေနေရာမှာမြေသက်မင်္ဂလာတွေပြုလုပ်ခဲ့သလိုကြံကာလတုန်းကလည်းမင်းသားဖို့ချစ်ဟာတပင်မောင်နှမတွေနဲ့အတူဒီခြံကြီးထဲမှာရေပတ်ကစားပြီးကြံမုံဘိုးတွေပါပေးဝေခဲ့တာကြောင့်တကယ်ကိုမိသားစုဆန်တဲ့မြင်ကွင်းလေးတွေကိုတွေ့ခဲ့ရပါတယ်ဒီအလူတော်ကြီးအပေါ်ကျမတို့ channel ရဲ့အမြင်ကိုပြောရမယ်ဆိုရင်တော့ဦးဖို့ချစ်ရဲ့ဒီလုပ်ရဟာရိုးရိုးအလူတစ်ခုထပ်ပိုပါတယ်ဒါဟာကျေးဇူးတည်တတ်မှုကိုလက်တွေ့ပြလိုက်တာပါတပင်လောကမှာနာမည်ကြီးလာတဲ့မင်းသားတယောက်အနေနဲ့ကိုယ့်ရဲ့အောင်မြင်မှုကိုမိမိတဦးတည်းတော့မသုံးပဲလန်ခင်းပေးခဲ့တဲ့ဆရာသမားတွေဘဝတူအမှုပညာသမားတွေရဲ့လူမှုဘဝဖူလုံရေးကိုကြည့်ပြီးတာဟာတကယ်ကိုလေးစားစရာကောင်းတဲ့ခေါင်းဆောင်မှုပုံစံပါပဲလူရှင်တော်ကြီးဦးမိုးဒီကိုယ်တိုင်ကလည်းဖိုးချစ်ကတပင်တယ်တွေနေဖို့ထိုင်ဖို့မြေ9ဧကမှာတိုက်လေးတွေစောက်ပေးမယ်ဆိုလို့ပီတိဖြစ်ရတယ်လို့ထုတ်ဖော်ပြောကြားခဲ့တာကိုကြည့်ရင်ဒီစီမံကိန်းဟာအမှုပညာရှင်ကြီးတွေအတွက်ဘလောက်တောင်အားကိုးရဖြစ်စေလဲဆိုတော့ထင်ရှားပါတယ်ပရိသတ်တွေရဲ့မှတ်ချက်တွေကိုလေ့လာကြည့်တဲ့အခါမှာလည်းမင်းသားဖိုးချစ်ဟာစကားနဲ့တည်းမဟုတ်ပဲလက်တွေ့လုပ်ပြသူမို့ပို့ချစ်လာရတယ်အနုပညာလောကမှာဒီလိုစီးလုံးမှုမျိုးရှိတာအရန်အားရဖို့ကောင်းတယ်စသဖြင့်တာတုခေါ်တဲ့တွေညံနေတာကိုတွေ့ရပါတယ်ကျမအမြင်အရတော့ဒီလိုအင်အားစီမံကိန်းမျိုးဟာအနုပညာရှင်တွေအသက်ကြီးလာတဲ့အခါမှာကြုံတွေ့ရလေရှိတဲ့နေစရာအခက်အခဲကိုအထူးရောက်ဆုံးဖြေရှင်းပေးနိုင်မဲ့နည်းလမ်းဖြစ်ပါတယ်ကဲအခုလိုမျိုးသပင်ပညာရှင်ကြီးတွေရဲ့နောင်ရေးအတွက်အားကိုးရဖြစ်စေမဲ့သပင်အင်အားစီမံကိန်းကြီးအကောင့်ထဲပေါ်လာတာကိုကြည့်ပြီးပရိသတ်ကြီးအနေနဲ့ရောဘယ်လိုမျိုးပီတိဖြစ်မိကြလဲရှင်မင်းသားဖို့ချစ်ရဆရာသမားတွေအပေါ်ထားရှိတဲ့ဂါရဝတရားနဲ့ကျေးဇူးတည်တတ်မှုတွေကတကယ်ကိုအတူယူစရာပါပဲဒီအလူတော်ကြီးနဲ့ပတ်သက်ပြီးပရိသတ်ကြီးရဲ့ဝမ်းသာပီတိစကားလေးတွေကို comment မှာရေးသားပေးခဲ့ကြပါဦးအနုပညာရှင်တွေရဲ့ထူးခြားတဲ့သတင်းစုံနဲ့ဘဝစကြောင်းတွေကိုအမြဲတင်ဆက်ပေးနေတာမို့ကျမတို့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးရှင်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြပါမယ်အားလုံးပဲကျန်းမာချမ်းသာကြပါစေရှင်